ကိုးမြို့မှာဆိုင်သေးဖွင့်ပြီးအလူတန်းတွေစက်တိုက်လုပ်နေတဲ့ဖက်တီမှာကဲပရိသတ်ကြီးတို့၏တစ်ချိန်ကဥပိ္ပဒါပေါ်မှာချက်မောင်းရောင်းခဲ့တဲ့ဖက်တီမှာကတော့အခုချိန်မှာဆိုရင်လူတိုင်းအိမ်မက်မရတဲ့စီးပွားရေးပညာရှင်တယောက်ဖြစ်နေခဲ့ပါပြီ။သူမအနေနဲ့ကတော့တားဖြစ်သူကိုဆုံးရှုံးသွားပြီးကမန္တလေးမြို့မှာမနေတော့ပဲအလုပ်ပေါ်မှာသာပို့ပြီးတော့အာရုံစိုက်ခဲ့တယ်လို့အခုချိန်မှာဆိုရင်ဖက်တီမရဲ့ဆိုင်ခွဲတွေကလည်းရန်ကုန်မန္တလေးအနှံ့ရှိနေခဲ့ပါပြီ။ဒီလိုမျိုးအောင်မြင်နေပြီးနောက်မှာတော့ပဲခူးမြို့မှာနောက်ထပ်ဆိုင်ခွဲတစ်ခုထပ်မံဖွင့်လှစ်ပေးခဲ့ပြီးပဲခူးသူပဲခူးသားတွေပျော်ရွှင်စေဖို့အတွက်ကိုလည်းပတ်စံနေကျပြီးအလူတန်းတွေလုပ်ခဲ့ပါသေးတယ်။သူမအနေနဲ့ကတော့ပဲခူးဆိုင်ခွဲကိုရောက်လာတဲ့ဝယ်သူတန်းကိုdiscount တွေအများကြီးချပေးခဲ့ပြီးဆယ်လီတယောက်ဆိုတဲ့အတိုင်းစီစီကာကျင်းပခဲ့တာမလို့ကြည့်ရှုသူပရိသတ်တွေအားလုံးကတအန်အောဖြစ်နေခဲ့ကြတာပါဒီလိုမျိုးလူတန်းတာနဲ့ပတ်သက်လို့ပရိသတ်တွေကဘာမှမပြောပေမဲ့လည်းဖက်တီးမှရောင်းနေခဲ့တာဟာစားတော့ကုန်လုပ်ငန်းဖြစ်တဲ့အတွက်ဆိုင်ခွဲအားလုံးကိုရောတေချာစီမံခန့်ခွဲနိုင်ရဲ့လားလို့မိကုန်းထုတ်လာခဲ့ကြပါတော့တယ်ဘလို့ပဲဖြစ်ဖြစ်ပါဖက်တီးမရဲ့စူးစမ်းအထောက်မှုကတော့လပိုင်းတွင်တရှိန်ထိုးပြောင်းလဲသွားခဲ့တာဆိုတော့တကယ့်ကိုမှချီးကျူးစရာဖြစ်နေပါပြီရှင်